ဒါကျွန်တော်တို့တူဝနာကွင်းအရှိမှာဖြစ်ပါတယ်စောရှိပါသေးတယ်ဒီနေ့ဘယ်လောက်ပြေးပါမလဲဒီနေ့အကိုတို့ဘယ်လောက်ပြေးဖို့မှန်းထားမလဲဒီနေ့ half marathon ပြေးပါမယ် half marathon ဟုတ်တယ်ဟုတ်လားဘူးလားပါရောင်လေးနဲ့ရောင်နဲ့အဝါနဲ့တော့လားဟိုချာโอเคပြေးကျွန်တော်အင်နိုစီတီကိုရောက်ပါပြီ4 ကီလိုမီတာရှိပါပြီကျွန်တော်ဘယ်ဘက်ကိုမှာဖြစ်ပါတယ်ခဏမလမ်းပေါ်ပါဒီတော့ကျွန်တော်ကဘာလမ်းပေါ်ပြန်တက်မှာဖြစ်ပါတယ်ညာဘက်ကိုမှာပါကီလိုမီတာတော့6 ကီလိုကဲကျွန်တော်ကဘာလမ်းပေါ်တော့ဆက်လက်ရောက်ရှိပါပြီကဲကျွန်တော်နောက်ဘက်ဒီရုပ်ရှင်ဟိုရောက်ပါပြီ9 ပြည့်တော့ကဲကျွန်တော်8 မိုင်ရောက်ပါပြီတမှုရှိပါရမသိ8 တော့ပြည့်တော့9 ကျော်ပါပြီရှေ့အောင်ကျွန်တော်တို့ဘယ်ဘက်ကိုကိုယ်မှာဖြစ်ပါတယ်မင်းမလမ်းဘက်ပါအခုတော့9 ကီလိုမီတာရှိပါပြီကဲကျွန်တော်10 ကီလိုမီတာတော့ပြည့်ပါပြီရှေ့ရောက်ရင်တော့ဘယ်ဘက်ကိုကိုယ်မှာမယ်ပါရမီလမ်းပေါ်ဖြစ်ပါတယ်ကဲပါရမီလမ်းပေါ်ပါတဲတဲကြီးသွားမယ်ရှေ့ရောက်ကျွန်တော်တို့ညာကိုယ်မှာဖြစ်ပါတယ်ဟို80 ပွိုင်းရို့ရောက်ပါပြီညာဘက်ကိုကိုယ်မှာဖြစ်ပါတယ်45 မိနစ်ဒီတော့45 မိနစ်ပြည့်သွားပြီကြာခင်လဲတဲ့ရောက်ပါတော့မယ်3 ကီလိုမီတာရှိပါပြီဟုတ်ကဲ့မို့ကဲအောင်ပြီပါကဲဘူးရီကျော်ဆိုင်တော့ရောက်ပြီကျွန်တော်14 ကီလိုမီတာရှိပါပြီပြန်ထွက်လာပါပြီရှေ့အောင်တော့လဲနိုင်ပြီးပွားရမှာဖြစ်ပါတယ်ငါပြေးတော့မှာဖြစ်ပါတယ်15 ကီလိုမီတာပြေးပေါ့မီတာ200ပဲလို့ပါပြေးနေပြီ19 ကီလိုမီတာကျော်ပါပြီတကွေးတာလည်းထိပ်ပါတဲဆက်သွားမှာဖြစ်ပါတယ်18 ကီလိုမီတာကျော်ပါပြီရင်စနာရောက်ပါပြီ19 ကီလိုမီတာကျော်နေပါပြီပေါ်မှာရောက်ပါပြီ20 ပြည့်သွားပါပြီ10 ကီလိုမီတာဆိုရင်တော့21 ပြည့်ပါကဲတော့နောက်ကွင်းတော့ပြန်ရောက်ပါပြီခဏထိုးပါပြီဒီတော့ပါပြီပြေးကျင်ရတယ်လမ်းပြန်နေရပဲဒီတော့ပါပြီရှင်းနိုင်ကိုတည်ပဲကျွန်တော်ပြောတာ7 နာရီချိုးအောင်ဖြစ်မှာ